ရင်ပြီးမွေးတဲ့မေလူကလေးရဲ့အိုးအေးတေးဆိုကိုမျိုးခေါ်ရနဲ့ရဲ့အဖမ်းခတ်တယ်လို့ဆိုပြန်လေတယ်မိတ်ထီလာကန်တော်အောက်ကဖားကောက်ပါဖေးတဲ့ချော်ရဲ့မေလောကတန်တရားလှိုင်းတန်းရိုက်အပုတ်ခန္ဓာလဲအမီကြီးမားတဲ့မေတ္တာတရားတွေနောင်မသိရနောင်တမြည်လူကမွေးတဲ့မေအနီးရင်အောင်သွေးကနှုတ်ဖြစ်စေအလေးကလည်းဗျာအဖေကလည်းဗျာလူဖြစ်အောင်အမေမွေးတာမေဝါကြောင့်လာတရားဓမ္မတွေလည်းပြပေးတဲ့အမေလောကတန်တရားခရီးမှာတောကတွေဝေးဖို့တရားရှုနေတရားပွဲတွေမှာလည်းအပြုံးမျက်နှာနှလုံးသားလာတဲ့အမေဓမ္မကမိကဆရာတော်များရဲ့တရားပွဲမှာတရားမှာရှုမှတ်နေတရားဓမ္မတန်ဝေကတွေဘာများနေတာလဲအမေလေပရာဟိတဆရာတော်ဖြစ်တဲ့ဥတ္တကနာရဲ့တရားပွဲအရှိကမေ
မေကလည်းဗျာအဖေကလည်းဗျာတရားပွဲမှာတရားရှုမှတ်နေတရားရှုနေတရားဝဲလွယ်မလဲလေအပြုံးပြင်းတာနှလုံးသားလာတဲ့အမေဓမ္မကမိကဆရာတော်များရဲ့တရားဝဲမှာတရားမှာရှုမှတ်နေတရားဓမ္မတန်ဝေကတွေပွားများနေရလေအမေဒီကောင်ကစရောက်လာတဲ့ပုံစံကဒီကောင်စရောက်လာတဲ့ပုံစံကဒီမှာပတ်လန်းတွေအကုန်လုံးကြော်ထားတယ်เนาะပတ်လန်းတွေအကုန်ကြော်ထားတယ်ပြုတ်ပြင်လို့ပြီးသွားပါပြီဒီမှာ
CPU ပြန်ကတ်ထားတာသူတို့အဆင်မပြေဘူးပေါ့နော်ဒီကောင်လေးကို CPU ပြန်ထိုင်ပြီးထားတာဒီတောက်မှာတပင်ပြတ်နေတယ်အဲ့ဒီတပင်လေးကိုအရင်ကပြတ်နေတဲ့ဂျမ်မာလေးနည်းနည်းလေးကြော်ပေးရမယ်ပေါ့နော်ပြီးရင်တော့တခြားပတ်လန်းတွေပြန်စစ်ကမှာပါပြုပြင်ထားတဲ့အလုံးကိုဆက်ကင်ပေးရတော့နည်းနည်းလေးတော့လမ်းကြောင်းလိုက်ရတာနည်းနည်းလေးတော့ပို့ပြီးတော့ရှုပ်သွားတာပေါ့နော်အဲ့တော့သူပြုပြင်ထားတဲ့ပတ်လန်းတွေကိုအကုန်လုံးပြန်စစ်ပြီးတော့အသေးစိတ်ပြန်စစ်ဆေးရမှာပါ